ဘာသာတရားပေါ်တောက်ဝင်ယုံကြည်မှုနဲ့စိတ်သက်ကြံ့ခိုင်ခြင်းဘာသာတရားကိုးကွယ်မှုတွေဘာကြောင့်ရှိလာခဲ့တယ်လဲဆိုရင်အကြောင်းအချက်နှစ်ခုကြောင့်လို့မြင်ပါတယ်အကြောက်တရားရဲ့သိပ္ပံပညာသိမှုနဲ့ဘုဒ္ဓအားနှဲခြင်းကြောင့်ရဲ့ပါဥပမာရေးကြီးတဲ့ငလင်းလုံးတဲ့လေမွန်တိုင်းတိုက်တယ်ဆိုဒါနတ်ဖျားတွေမြေဆောင်နှက်တွေစိတ်ဆိုးလို့တန်ခတ်တာဆိုတာမျိုးထင်ပြီးဘူးတော်ပါတတ်ကြတယ်ဆေးပညာအကြောင်းမသိခဲ့ကြတော့တခုခုချွေရင်ချက်ပါလာတဲ့ကလေးမွေးလိုက်တယ်ဆိုမိခင်ဖြစ်သူကိုဆုံးမအဖြစ်တတ်မှတ်လိုက်ကြတာတွေလည်းရှိခဲ့တယ်ခုခေတ်ကျအဲ့ဒီလိုမဟုတ်တော့ဘူးကြောက်စရာတော့နဲလာတယ်နောက်ပြီးတိမှုနယ်ပယ်ကလည်းအင်မတန်ကျေပြန့်လာတယ်သိပ္ပံပညာထွန်းကားလာတယ်ဒီတော့ငလင်းလုံးလို့ဘသူမှမြေဆောင်နဲ့ကိုပူစော်မနေတော့ဘူးဘာကြောင့်လုပ်တယ်ဆိုတာသိရဲ့လုပ်တဲ့အခါဘလို့နေရထိုင်ရမယ်ဆိုတာသိရဲ့ငလင်းကြောင့်ပျက်စီးသွားတာတွေကိုအချိန်တိုအတွင်းပြန်ပြင်ဆင်လာနိုင်တယ်ဒီတော့အရာအလုံးဟာကိုယ့်လက်ထဲမှာပဲရှိနေတယ်လို့ဖြစ်လာတယ်နောက်ပြီးခေတ်ကလည်းတိုးတက်လာတော့အခွင့်အလမ်းတွေတအားများလာတယ်စူးစမ်းသမျှရထင်တယ်ကိုဘဝအောင်မြင်ဖို့ပေရင်သွားမီရတရားချီနေစရာမလိုတော့ဘူးစဉ်းစားဆင်ခြင်မှုအားကောင်းလာတဲ့အခါဘာသာရေးဘက်ကပြောတာတွေကိုအလွယ်တကူလက်မခံတော့ဘူးမိကွန်းထုတ်လာတယ်တက်တည်မပြနိုင်တာတွေကိုညှင်းဆိုလာတယ်ဒါကြောင့်လေဒီဘက်ခေတ်မှာဘာသာမဲ့တွေပုံများလာတာပါသူတို့ဟာအများထင်တယ်လို့တော့စိုးသွမ်းပြီးမဟုတ်တာမှန်သမျှလုပ်နေကြသူတွေမဟုတ်ပါဘူးတိနာလည်းမှုများလာတဲ့အခါဘာသာတရားတွေကိုမယုံတော့ဘူးအားလည်းမကိုးတော့ဘူးတခြားသောနယ်ပယ်တွေကနေလေ့လာသိယုံထားတဲ့ကိုကျင့်တရားစံနှုန်းတွေကျင့်ဝတ်တွေနဲ့အညီသူတို့ဘဝကိုရှင်သန်နေထိုင်ကြတယ်ဥပမာကမ္ဘာပေါ်မှာဘာသာမဲ့အများဆုံးကတရုတ်နိုင်ငံပါလူဦးရေရဲ့91%ကဘာသာမဲ့ဖြစ်တယ် Reference Most Atheist Countries 2022 What Population Review ဒါဟာကွန်ပျူတာဝါဒကိုလက်ခံကျင့်သုံးကြတာနဲ့ဆက်ဆက်တယ်လို့ဆိုပါတယ်ကံကံရဲ့အကျိုးကိုမယုံတိုင်းမဟုတ်တာလုပ်နေကြတာမှမဟုတ်တာဒီလိုအလုပ်တွေလုပ်ရမှာရှက်တဲ့စိတ်ရှိနေရင်လည်းမဟုတ်တာဘယ်လုပ်မလဲဆိုတော့ပြန်ချုပ်ရရင်အကြောက်တရားနဲလာခြင်းစဉ်းစားဆင်ခြင်မှုအားကောင်းလာခြင်းအခွင့်အလမ်းပေါ်များလာခြင်းတွေကြောင့်ဘာသာတရားတွေကိုအာမကိုကြတော့ဘူးလို့ပြောနိုင်ပါတယ်သို့တော့နိုင်ငံတိုင်းလူအဖွဲ့အစည်းတိုင်းဘဝတိုင်းဟာအဲ့လိုဖြစ်နေတာစဉ်းစားကြည့်ရအောင်မတိုးတက်မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာကြောက်စရာအင်မတန်များတယ်ဘဝတွေကလုံခြုံမှုမရှိဘူးပညာရေးစနစ်အားနည်းခဲ့တော့လေ့လာမှုစဉ်းစားဆင်ခြင်မှုကအားမကောင်းဘူးအလုပ်အကိုင်နဲ့ဘဝတိုးတက်ရေးခွင့်လန်းတွေကလည်းနည်းပြန်နေဒီလိုနိုင်ငံမျိုးမှာဘာသာမဲ့အဖြစ်ခံယူပြီးကိုအားကိုဖို့ဆိုတာတော့ခက်တယ်ဗုဒ္ဓဘာသာနိုင်ငံဆိုပြီးဗုဒ္ဓဘာသာဝင်စစ်လို့ပြောနိုင်တဲ့သူတောင်အင်မတန်ရှားတယ်ဗုဒ္ဓအဆုံးအမကိုနာယူပြီးကိုအားကိုတဲ့သူကမှဗုဒ္ဓဘာသာဝင်စစ်လို့တတ်မှတ်မယ်ဆိုပေတင်မေးနတ်ပင်းတဲ့သူတွေဂါရာရွတ်ပြီးအန်ဒီရဲ့ကင်းဖို့လက်လာပါရှင်ဖို့ဆူတောင်းနေတဲ့သူတွေအားလုံးဟာအကျုံးမဝင်တော့ဘူးတိုင်းပြည်အနေထားနဲ့ခေတ်ကာလအပေါ်မှာပြောခဲ့တဲ့ချိန်တွေ3ရက်နဲ့ပြည့်စုံလာတဲ့အခါမှာတော့သူ့လိုပြောင်းလဲသွားနိုင်တယ်လူတွေရဲ့အကြောက်တရားနဲ့ပညာရေးအားနည်းမှုကိုအသုံးချနေတဲ့ဘာသာရေးခြင်းတွေလည်းအတော်နေသွားလိမ့်မယ်တကယ်တော့နိုင်ငံရေးရယ်ဘာသာရေးရယ်ပညာရေးရယ်ကဆက်နေတာပါနိုင်ငံအုပ်ချုပ်သူတွေကပညာရေးစနစ်ကိုဖျက်တယ်လူတွေပညာမတတ်လေအုပ်ချုပ်ရလွယ်လေပဲကိုအဲ့ဒါကိုဘာသာရေးဘက်ကလည်းခုတုံလို့အသုံးချတယ်လူတွေပညာမတတ်မှဂျင်းထဲရမိုင်းတက်ရလွယ်တာကိုဒါကြောင့်တိုင်းပြည်တိုးတက်ဖို့ပညာရေးစနစ်ကောင်းမှုတွေကလည်းလိုအပ်သေးတယ်တစ်ဖက်ကကြည့်ရင်တော့ဘာသာတရားတစ်ခုကိုတောက်ဝင်ယုံကြည်ခြင်းဟာဖျို့ဖျရဲ့အခြေအနေဘာရည်တရားမှုမှမရှိတဲ့အခြေအနေမျိုးကိုရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက်စိတ်ပိုင်းစရာအားဖြင့်အထောက်အကူပြုပါတယ်ကေဆာယောဂခံစားနေရသူတွေတဘာဝပေးရနေတဲ့တစ်ခုခုကြုံတွေ့ခဲ့ရသူတွေနဲ့သူတေသနာစစ်တမ်းတွေလုပ်ထားတာရှိတယ်တွေ့ရှိချက်ကတော့ဘာသာတရားတစ်ခုခုကိုတက်ဝင်ယုံကြည်ခြင်းသည်စိတ်ကြခြင်းကိုတက်တာစေတယ်စိတ်ကြခံမှုကိုအားကောင်းစေတယ်ဆိုတာပဲဘလို့ဆက်စလဲဆိုတော့ဟ
hope လို့ခေါ်တဲ့မျှော်လင့်ချက်ပါဥပမာခရစ်ယာန်ဘာသာပဲဆိုပါတော့ကိုကအစိုးတရားတွေနဲ့ကြုံနေရတဲ့အခါဖះသခင်ပေါ်ယုံကြည်မှုမပြောက်စေပဲဖះကပိုကောင်းတာတွေပေးဖို့ပြင်ဆင်နေတာဆိုတဲ့အသီးနဲ့စောင့်ဆိုင်ပါတဲ့ဘယ်လောက်စိတ်ခွန်အားရစေသလဲဗုဒ္ဓဘာသာဝင်တွေဆိုပြိဋ္ဌိကာလာတွေရွတ်ဒါဆိုဒီအစိုးတရားတွေကနေမကြခင်လွတ်မြောက်မယ်ပေါ့တေလောက်တဲ့ယောဂဝေဒနာခံစားနေရရင်တရားလေးနာနေမယ်နာကျင်မှုကိုရင်ဆိုင်ဖို့ဝိပဿနာအားထုတ်မယ်ဘိုးကြီးပင်ပြီးတင်ငန်းကပ်မယ်ဒီကုသိုလ်စိတ်လေးနဲ့တည်ရင်ကောင်းရပုံဘဝရောက်မယ်ဆိုတဲ့မျှော်လင့်ချက်ကလေးရှိနေမယ်ဒီနေရာမှာဘာသာတရားတွေရဲ့မှန်ခြင်းမှားခြင်းပဋိစိတ်ဓာကောင်းခြင်းမကောင်းခြင်းတွေထက်စိတ်ပိုင်းဆိုင်ရာပေါ်တက်ရောက်မှုကိုသာပြောလို့ရင်းဖြစ်တယ်ကိုယ်ကိုယုံကြည်ခြင်းဟာစိတ်ဓာတ်ကြက်ခံမှုကိုတိဆောက်တဲ့နေရာမှာအကြောင်းရင်းတစ်ခုအနေနဲ့ပါဝင်နေရဲ့ false hope လို့ခေါ်တဲ့မျှော်လင့်ချက်မှားတွေနဲ့ဒီကရာရွတ်ရင်ယောဂပြောင်းလိမ့်မယ်ဖះသခင်ကကယ်လိမ့်မယ်ဆိုပြီးဒီအတိုင်းငုတ်တုတ်ထိုင်နေကြတာတော့မဟုတ်ဘူးပေါ့လှုပ်ရှားရှိရာတွေလုပ်နေရင်လည်းကိုယ်ယုံကြည်မှုစီကနေခွန်အားယူတဲ့သဘောပါပဲဘာသာတရားကိုယ်ွယ်မှုဟာဘယ်အချိန်ပြဿနာပေးလဲဆိုငါတို့ပဲမှန်တယ်လို့မြင်လာကြတဲ့အခါမှာပဲဒီအခါဆုံးရောက်လာတယ်အတိမခံတော့ဘူးကာကွယ်မယ်တွေဖြစ်လာတယ်အဲ့ဒီလိုနဲ့ပဲကမ္ဘာမှာဘာသာရေးကိုအခြေခံတဲ့စစ်ပွဲတွေပဋိပက္ခတွေမြောက်များစွာဖြစ်ခဲ့ကြပြီးပါပြီဒါကြောင့်ကုသိုလ်ခေတ်ချက်ကြီးကိုကြော်ပြနေကြရတဲ့အချိန်မှာကိုယ်သက်ဆိုင်ရာဘာသာတရားအဆုံးအမတွေအတိုင်းကြင်ကြံနေထိုင်မယ်ဘာသာရေးလုပ်တွေလုပ်မယ်အလှူဒါနပြုမယ်လွဲမနေရာတွေကိုထောက်ပြမယ်ဝေဖန်မယ်ကိုယ်နဲ့ယုံကြည်မှုမတူတဲ့သူတွေပေါ်ကိုလည်းလေးစားမှုထားမယ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှင်တွဲနေထိုင်ကြမယ်ဆိုအကောင်းဆုံးပါပဲ2ရက်10လ2020နှစ်တယောက်တည်းနေတစိတ်တည်းထားဆရာတော်အရှင်စန္ဒကြီးကရဲ့အဲ့ဒီနာမည်နဲ့တရားစာအုပ်လေးကိုလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကလေးကဖတ်ခဲ့ပူပါတယ်ဖတ်နေတော့မှကိုအတော်လေးအေးချမ်းခဲ့ရတယ်လက်တွေ့တော့မလုပ်ဖြစ်ခဲ့ဘူးခုချိန်ပြန်ဖတ်ဖြစ်တော့ငယ်ငယ်ကဖတ်ရတာနဲ့လုံးဝမတူတော့ဘူးဖြစ်သွားတယ်ဒါကြောင့်အဲ့ဒီခေါင်းစဉ်လေးနဲ့ပဲဆောင်းဝါတပုတ်ရေးပေးရစီနေ့စဉ်ဘဝမှာနေထိုင်ရင်လိုက်လို့ရတဲ့လောက်လုံးနိုင်အောင်ရည်ရွယ်ပါတယ်အရင်ဆုံးတယောက်တည်းနေဆိုတာလေးကိုပြောကြရအောင်တော်ထွက်ရမှာလားအိမ်အောင်ပြုတော့ပဲတကူရဲနေရမှာလားဆိုတော့မဟုတ်ပါဘူးပုထုဇဉ်လူသားတွေမို့အတိုင်းအဝိုင်းအသင်းအဖွဲ့နဲ့နေကြရတယ်အနားမှာလူမရှိဖို့ထက်ရှိရသူတွေနဲ့တက်နိုင်သမျှမရောနှောမိအောင်နေဖို့ပိုရေးကြည့်ပါတယ်ရောနှောခြင်းက1အမြင်အဖြစ်ရောနှောခြင်း2အကြားအဖြစ်ရောနှောခြင်း3စကားအဖြစ်ရောနှောခြင်း4အထီးအတွေ့အဖြစ်ရောနှောခြင်း5အသုံးဆောင်အဖြစ်ရောနှောခြင်းဆိုပြီး5မျိုးရှိရဲ့မျက်စိကမြင်စရာတွေများနေရင်အဲ့ဒီအမြင်အာရုံတွေပေါ်လိုက်ပြီးစိတ်တွေကမျိုးမျိုးဖြစ်နေမယ်ကြားရတဲ့စကားတွေများရင်ကိုကလည်းစကားတွေအများကြီးပြောနေရင်အပြန်လည်ညင်ရကုန်ရဖြစ်မယ်ဒေါသတွေထက်မယ်အမုန်းပွားရမယ်ဒီဘက်ခေတ်ဆို Facebook အသုံးပြုခြင်းများလေအာယုံတွေနောက်ရလေပါပဲအတီးတွေအားဖြင့်ဆိုလေဖက်တာနန်းတာလိန်ဆက်ဆန်တာဒါတွေဟာစိတ်ကိုပူလောင်စေတမက်စေရတွေကြီးဖြစ်ပါရဲ့အတုံးဆောင်ဆိုလေကြုံမှုသူတွေတီးလိမ့်မယ်အထူးသဖြင့်အဆောင်မှာဆုနေကြတာမျိုးဆိုသူ့ဟာကိုသုံးကိုဟာသူ့သုံးနဲ့ကတချို့အတွက်တော်လေးစိတ်ချုပ်စရာကောင်းတယ်ဗုဒ္ဓဘာသာဝင်တွေဥပုသ်ဆောင်နေဆိုပြီးစောက်တည်ကြတဲ့ရှစ်ပါးသီလကအဲ့ဒီရောနှောခြင်းတွေနဲ့အောင်ရှော့ချခိုင်းတာပဲရုပ်ချင်းတပင်တီးဆိုကောက်ကုန်တာတွေမကြည့်နဲ့တချင်းတွေနားမထောင်နဲ့ Facebook သုံးနေဆိုလေအတန်မထွက်လို့သာမသိတာလေကိုဖက်လိုက်တဲ့ post တွေ comment တွေကိုအပြင်မှာလူချင်းတွေ့ပြီးပြောနေကြသလိုသာသဘောထားကြည့်ဘယ်တော့ဆူညံပွက်လို့တိုက်နေမလဲကိုက post ကြီးတစ်ဖက်လူကလာစေကိုကဒေါသထပ်ပြီးတုံးပြန်အကြားတွေရောနေလိုက်ကြတာစကားတွေရောနေလိုက်ကြတာဘေးမှာစိတ်အေးချမ်းရပါတော့မလဲလေးမဆက်ဆန်နဲ့တကူရဲ့အာသာမဖြေနဲ့ရိုးရှင်းစွာအိတ်ဆက်
ဒီဆောင်ထိန်မှုတွေကတော့အထီးတွေပေါ်တာယာမှုတွေကိုလျှော့ခိုင်းတာတွေဖြစ်တယ်။ဒါကြောင့်မို့တရားစခန်းဝင်တဲ့အချိန်တွေဥပိုလ်ဆောင်ဖြစ်တဲ့ရက်တွေဆိုတိတိတသားစိတ်အေးချမ်းကြည်လင်နေတာကိုခံစားရလိမ့်မယ်။ဘာလို့လဲဆိုတော့တယောက်တည်းနေရတဲ့အချိန်တွေများနေလို့ပဲ။အဲ့ဒီအခါတစိတ်တည်းထားနိုင်ဖို့လေပိုလွယ်သွားတယ်။ဒါဖြစ်နေ့စဉ်ဘဝမှာကြဘယ်လိုနေရမလဲဆိုဒီခေတ်ကောminimalism ပေါ့တတ်နေသမျှရိုးရိုးရှင်းရှင်းနေကြဖို့လိုပါတယ်ပစ္စည်းဥစ္စာတွေမဟုတ်ဘူးလူတွေလည်းပါတယ်ဤပညာလည်းပါတယ်ကိုယ့်ကိုယ်စကလုံးတွေနဲ့စိတ်နှောက်ယှက်ဖြစ်စေတဲ့30%တွေဆိုမပတ်သက်တော့တာကိုယ့်အတွက်တကယ်လိုအပ်တဲ့အရေးကြီးတဲ့သူတွေနဲ့အချိန်များများကုန်ဆုံးတာစကားကိုလူတစ်လောက်ပဲပြောတာသူပစ္စည်းကိုပစ္စည်းခွဲခွဲခြားခြားသုံးတာအင်တာနက်ကိုကိုယ့်အတွက်လူတစ်လောက်ပဲသုံးတာစတာတွေဟာလည်း minimalist lifestyle တွေမှာပါပါတယ် solo deprivation နဲ့ digital minimalism ဆိုတဲ့စာအုပ်မှာဖတ်ဖူးတယ်တကူရဲနေရတဲ့အချိန်တွေဆင်းရဲလာခြင်းရှားပါလာခြင်းလို့အသိပေးရတယ်ခေတ်ကူကလည်းတတ်မှတ်စရာတွေလိုချင်စရာတွေဖြစ်နေလူအများစုကဒါကောင်းတယ်ဒီလိုဖြစ်မှလူဖြစ်ရကြုံနဲ့တဲ့စသဖြင့်ပြောနေကြတဲ့အခါအဲ့ရတွေနောက်ကိုရောရောင်လိုက်မိရင်ကိုတကယ်ဘာကိုလိုချင်တယ်ဘာဖြစ်ချင်တယ်ဆိုတာတော့မစင်းစားမိကြတော့ဘူးအပြိုင်ဆိုင်တွေကလည်းများတော့မနာမနေကြိုးစားနေရတယ်ခဏလေးတောင် post လုပ်လို့မရဘူးလူကအိမ်မှာတယောက်တည်းနေနေတယ်ဆိုရင်တော့ social media သုံးလိုက်ပြီဆိုရင်ကိုအမျိုးမျိုးသောအမြင်တွေမှတ်ချက်တွေကကိုယ်တွေရဲ့ရောက်လာတော့တာပဲဒါကြောင့်ဒီကာလလောက်အပေါ်ယံပြောစရာတွေများနေပေမဲ့ဒီကာလလောက်လေမပြောရှင်ရတာမရှိတော့ဘူးဖြစ်နေရဒီတော့တက်နိုင်သမျှတနေ့ကို15မိနစ်နိုင်ဝက်လောက်ဖြစ်တော့မိတိုင်းယူဖို့လိုပါတယ်မိသားစုတငယ်ချင်း social media ဘာတစ်ခုမှမရှိတဲ့တယောက်တည်းတည်တံ့ရှိမဲ့အချိန်တွေပေါ့စာကြည့်တိုက်တဲ့ဖြစ်နိုင်တယ်ပန်းချန်တဲ့ဖြစ်နိုင်တယ်ကိုယ်ခံလေးတဲ့ပဲလေရတယ်ဘယ်လိုမှမရရင်တော့စားတော့ဆိုင်ကော်ဖီဆိုင်မှာချိန်ထားတဲ့သူရောက်မလာသေးလို့စောင့်နေရတဲ့အခါမျိုးကိုအခွင့်အရေးယူပါအဲ့ဒီအခိုက်အတန့်လေးမှာကိုယ်စိတ်ကိုတန့်ရှင်းပါအတွင်းထဲကငြိမ်းချမ်းမှု inner peace ကိုရှာဖွေပါနောက်တစ်ချက်ကတော့တတိ mindfulness ကိုပြုလုပ်ထားဖို့ဖြစ်ပါတယ်ဘယ်လိုပဲရုပ်ရှင်းစွာနေပါစေတွန်းထွက်နေရမဟုတ်တော့အနည်းနဲ့များယောနောပတ်သက်မိမှာပဲအဲ့ဒီကစိတ်မှာတတိဆိုတဲ့အဆောင်ချက်ကိုထားမှအဆင်ပြေပါလိမ့်မယ်မဟုတ်ရင်ကိုယ်စိတ်ဟာအဆောင်မရှိရဲ့ဇရက်လိုပဲစိတ်ညစ်ကြေးတွေကဝင်ကြတယ်လို့ဝင်ထွက်ချင်တယ်လို့ထွက်လုပ်နေကြပါလိမ့်မယ် meditation လုပ်တယ်စိတ်ကိုလေ့ကျင့်ပေးရဆိုတာအညစ်အကြေးတွေနဲ့ပြည့်နေတဲ့ရေကန်တွေကိုဆိုရက်လေတစင်းဖြတ်တန်းသွားလာတဲ့အခါကိုယ်လေမှာအပေါက်မရှိအောင်လှုပ်ထားတာနဲ့တူပါတယ်ဒါဆိုဒီအညစ်အကြေးတွေကြားရဲရှင်တန်ကျင်တန်နေရပေမဲ့ကိုယ့်စီကိုရောက်မလာနိုင်တော့ဘူးဝင်လာခဲ့ရင်တော့သူများထက်တော့ပမာဏနေသေးတယ်ပေါ့အရှုပ်ဆိုတာမှာအတွင်းရှုပ်အပြင်ရှုပ်ရှိပါတဲ့အပြင်ရှုပ်ဆိုတာအာယုံ၅ပါးကာမဂုဏ်တွေကိုဆိုလိုတာပါကာမဂုဏ်ဆိုတာနှိမ့်သက်စရာကောင်းတယ်နှောက်ဖွဲ့တတ်တယ်လို့အတိတ်ပဲရတယ်အဲ့အရာနဲ့ပတ်သက်မှုနေအောင်လူရှင်းစွာနေထိုင်မယ်အတွင်းရှုပ်ဆိုတာကတော့လောဘဒေါသမောဟမာနအိတ်တမစ္စရိယစတာတွေဖြစ်ပါတယ်ဒါတွေကိုညှော့နေသွားအောင်လုပ်ဖို့အတွက်တော့တတိအရေးကြီးပါတယ်တယောက်တည်းနေပေမဲ့လည်းအတွင်းမှာရှုပ်တွေများနေရင်တစိတ်တည်းထားနိုင်မှာမဟုတ်ပါဘူးပတ်လည်မှာတမတ်တွေ့တာဆရာတွေအများကြီးဖြစ်နေအပြင်ရှုပ်တွေများနေပြန်ရင်လေတတိယမကောင်းသေးရဲ့ကျွန်တော်တို့လိုပုထုဇဉ်တွေဖို့တစိတ်တည်းပြန်ထားနိုင်ဖို့ရာမလွယ်ပြန်ဘူးဒါကြောင့်တက်နိုင်သမျှရိုးရိုးရှင်းရှင်းနေအခွင့်အရေးရရင်ရတယ်လို့တယောက်တည်းနေပြီးတော့ဘာလို့တစိတ်တည်းထားတမနက်ဖြစ်တမနက်10မိနစ်ဖြစ်10မိနစ်လုံနိုင်ရင်တော့အဲ့ဒီခိုက်တန့်လေးမှာတိတိတသားစိတ်အေးချမ်းသွားတာကိုခံစားမိပါလိမ့်မယ်16ရက်10လ2020နှစ်ကိုကတယောက်တည်းနေတစိတ်သေးတာအချင်းစနာဒီက Digital Minimalism Cal Newport